လူလောကမှာအစိတ်တော်ဖြစ်ဆုံးလူကဘယ်သူလဲသိလားကိုယ့်ဘော်ကောင်းခဲ့ဘူးတဲ့လူရဲ့ကျေးဇူးကိုမေ့ုံနေမကပဲအစဉ်ပြေသွားတဲ့အခါမှာအဲ့ဒီလူကိုပဲပြန်ပြီးနင်းချီတက်တဲ့ကျေးဇူးကမ်းတဲ့လူတွေပါပဲကျေးဇူးကမ်းတဲ့သူတွေရဲ့ထူးခြားချက်ကသူတို့အခက်အခဲဖြစ်နေတဲ့အချိန်မှာတင်ပေးခဲ့တဲ့လက်တကမ်းကိုကောက်ရုံးမြင့်လို့တန်ဖိုးထားတတ်ပေမဲ့သူတို့ကမ်းခြေရောက်သွားတဲ့အခါမှာတော့အဲ့ဒီလက်ကိုအမိုက်လိုပဲသဘောထားတတ်ကြပါတယ်သူတို့ကကိုစီကအကူအညီရဖို့ဆိုရင်နှိမ့်ချပြမယ်စကားချူချူလေးတွေပြောမယ်ဒါပေမဲ့သူတို့လိုချင်တာလဲရသွားရောခမည်းဟာသူတို့အတွက်ဘာမှမဟုတ်တော့တဲ့လူဖြစ်သွားရောဒါပေမဲ့စိတ်မပူပါနဲ့ကျေးဇူးကမ်းတဲ့သူတွေဟာခိတ္တခဏတော့အောင်မြင်တယ်လို့ထင်ရပါလိမ့်မယ်တကယ်တော့သူတို့ဟာသူတို့ဘဝရဲ့တက်လန်းတကားတွေကိုသူတို့ကိုယ်တိုင်ပဲပြေးလိုက်ကြတာပါဘာလို့လဲဆိုတော့နောက်တစ်ချိန်သူတို့လဲကြတဲ့အခါမှာဘသူကမှသူတို့ကိုလက်ထွဲကူညီဖို့ရှိလာတော့မှာမဟုတ်ပါဘူးသင်ခန်းစာတစ်ခုတော့မှတ်ထားပါသူတစ်ပါးကိုကျေးဇူးမသိတဲ့သူဟာဘယ်တော့မှစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုမရနိုင်ပါဘူးကျေးဇူးကမ်းတဲ့သူတွေကြောင့်စိတ်တမကြပါနဲ့ခမရဲ့စိတ်ကောင်းစေတနာဟာခမရဲ့တန်ဖိုးပါသူတို့ရဲ့ကျေးဇူးကမ်းမှုကသူတို့ရဲ့အဆင့်အတန်းသာဖြစ်ပါတယ်